အားလုံးပဲမင်္ဂလာပါရှင်။ဇီဝကမဖြစ်စဉ်ချွေးမှုနဲ့ဆက်နွယ်နေတဲ့အသေးစီဖုံယောဂါကို lifestyle intervention လို့ခေါ်တဲ့လူနေမှုပုံစံပြောင်းလဲခြင်းနဲ့မထိန်နိုင်လို့ရှိရင်ခွဲစိတ်ကုသမှုလုပ်ဖို့လိုအပ်ပါသလား။ bariatric surgery လို့ခေါ်တဲ့အဝလွန်မှုအတွက်အစာအိမ်ခွဲစိတ်ကုသမှုဟာအသေးစီဖုံယောဂါကိုဘယ်လောက်ထိကူညီနိုင်မလဲ။ဘယ်သူတွေကိုအထူးစဉ်းစားဖို့လိုအပ်သလဲ။ဒီဗီဒီယိုမှာခွဲစိတ်ကုသမှုအကြောင်းနဲ့အရေးကြီးတဲ့အချက်လက်များကိုအသေးစိတ်ဆွေးနွေးတင်ပြတော့မှာဖြစ်ပါတယ်ရှင်။ဒီလို bariatric surgery လို့ခေါ်တဲ့အဝလွန်တဲ့အစာအိမ်ခွဲစိတ်မှုမှာအများကြီးရှိပေမဲ့လည်းဒီနေ့မှာတော့နှစ်ခုအကြောင်းအဓိကပြောပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ခုကအဓိက popular ဖြစ်တဲ့ခွဲစိတ်ပုံစံနှစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သူတို့ကဘယ်လိုလဲဆိုလို့ရှိရင်တော့ sleeve gastrectomy လို့ခေါ်တဲ့ခွဲစိတ်ပုံနဲ့ root and wide gastric bypass လို့ခေါ်တဲ့ခွဲစိတ်ပုံပဲဖြစ်ပါတယ်။ sleeve gastrectomy ကတော့ပိုပြီးတော့ simple ဖြစ်ပါတယ်။လွယ်ပါတယ်ပေါ့နော်လွယ်ကူပါတယ်။သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်အစာအိမ်ရဲ့80%နီးပါးကိုဖျက်ထုတ်ပြီးတော့လွတ်ပလိုက်မယ်ပေါ့နော်။ကျန်တဲ့20%လောက်ကိုပဲထားခဲ့မယ်။ဒီလိုလုပ်တဲ့ရွေးချက်ကတော့အစာအိမ်ရဲ့ထုတွေကိုချုံလိုက်တာပဲဖြစ်ပါတယ်။ဒုတိယခွဲပုံခွဲနည်းကတော့ root and wide gastric bypass လို့ခေါ်ပါတယ်။ဒါကဘယ်လိုလုပ်လဲဆိုလို့ရှိရင်တော့ပထမအဆင့်အနေနဲ့ sleeve gastrectomy ကဲ့သို့ပဲအစာအိမ်ရဲ့ prostate အတော်များများကိုဖျက်ထုတ်လိုက်မယ်။အစာအိမ်ရဲ့ထုတွေကိုအရင်ဆုံးခြုံလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒုတိယအဆင့်အနေနဲ့ဦးလန်းချောင်းပေါ့နော် small intestine တွေကိုဖြစ်ညက်ဇက်ပြန်လုပ်မယ်ဒီလိုလုပ်ခြင်းအပြင်ဘာကိုဖြစ်စေချင်တာလဲဆိုလို့ရှိရင်အစာတွေကိုစုပ်နိုင်တဲ့မျက်နှာပြင်ကိုခြုံလိုက်တာပဲဖြစ်ပါတယ်အဲ့လိုနေရာအပြင်လူနာရဲ့ weight ကိုလျှော့ချစေတယ်ပေါ့နော်ဒီခွဲစိတ်ပုံခွဲစိတ်နေရာကတော့ကိုလေးချိန်လျှော့ချတဲ့နေရာမှာသုံးတဲ့နေရာမှာတွင်တွင်ကျဲအသုံးပြုပြီးဖြစ်ပါတယ်ဘယ်သူတွေမှာအဓိကသုံးကြလဲဆိုလို့ရှိရင်တော့အဝါလွန်နဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေရှိတဲ့လူတွေဇီဝကမ္မဖြစ်စဉ်တွေချွေးမှုတွေရှိတဲ့လူတွေမှာအဓိကသုံးတယ်ပေါ့နော်အထူးသဖြင့်စီးကျိုတွေမထိန်နိုင်တဲ့လူတွေတခြားယောဂအခြေအနေရှိတဲ့လူတွေမှာတော့အရင်တည်းကအသုံးပြုပြီးသားဖြစ်ပါတယ်ဒါပေမဲ့ယခုမှာတော့ဒီအသင်းစီဖုံးနဲ့ပတ်သက်တဲ့ယောဂရှိတဲ့လူတွေမှာသုံးတာ popular ဖြစ်လာပါပြီဒါဆိုလို့ရှိရင်ဘယ်သူတွေကိုသုံးနေဆိုလို့ရှိရင်အကျိုးအမြတ်အများဆုံးရရှိနိုင်မလဲပေါ့အထူးသဖြင့်လူနာအဝအရန်လွန်နေတယ်ပေါ့နော် BMI က35အထက်ရှိတဲ့သူတွေဒို့ဒီမဟုတ် BMI 30အထက်ရှိတဲ့သူနဲ့ဆက်ဆက်တဲ့ယောဂရှိတဲ့သူတွေအထူးသဖြင့်ဒီမှာဆိုလို့ရှိရင် muscle အသေးစီဖုံးရှိတဲ့သူတွေနဲ့အသေးစီဖုံးအပြင်အသေးမှာအမာယိုအသေးမှာတဲ့အဆင့်တွေရှိတဲ့သူတွေမှာအဓိကအကျိုးမြတ်ရှိနေပါတယ်အထူးသဖြင့်ဒီလိုလူတွေက lifestyle modification လို့ခေါ်တဲ့လူနေမှုပုံစံပြောင်းလဲခြင်းနဲ့လည်းကိုယ့်ရဲ့အသေးစီဖုံးကိုမထိန်းနိုင်ဘူးစေတောက်ခြင်းနဲ့လည်းမထိန်းနိုင်ဘူးဆိုလို့ရှိရင်တော့ဒီ bariatric surgery လို့ခေါ်တဲ့ခွဲစိတ်ကုသမှုကိုစဉ်းစားသင့်ပါတယ်ဘယ်သူတွေကိုမလုတ်သင့်ဘူးလဲဆိုလို့ရှိရင်တော့လုံးဝမလုတ်သင့်တဲ့သူတွေကတော့အသေး၆ပြီးရဲ့အပြင်ကိုအသေးကျွမ်းသွားတဲ့သူတွေဆိုလို့ရှိရင်တော့မလုတ်သင့်ပါဘူးအသေးကျွမ်းတဲ့ complication တွေပေါ့နော်ယောဂလက္ခဏာတွေရှိနေတဲ့လူတွေမလုတ်သင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့အခြေအနေပိုဆိုးသွားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လုတ်သင့်မလုတ်သင့်ဆိုတာဆရာဝန်နဲ့တေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်နောက်မလုတ်သင့်တဲ့လူတွေကတော့ psychiatric illness တွေလို့ခေါ်တဲ့စိတ်ယောဂတွေမထိန်သိမ်းနိုင်ဘူးပေါ့နော်စိတ်နဲ့မထိန်သိမ်းနိုင်ဘူး uncontrol ဖြစ်တဲ့လူတွေအရန်ဆိုးရတဲ့လူတွေဆိုလို့ရှင်လည်းမလုပ်သင့်ပါဘူးမူရစ်ဆေးတုံးဆွဲနေတဲ့လူတွေအရက်အလွန်ဆုံးတောက်နေတဲ့လူတွေဆိုလို့ရှင်လည်းမလုပ်သင့်ပါဘူးနောက်တစ်ခုကဒီလိုလုပ်ပြီးတဲ့လူတွေကလည်းရေရှည်စောင့်ကြည့်ကြည့်ရှိဖို့လိုအပ်တဲ့အတွက်ကြောင့်မလို့စေကန်းစေးုံတွေဆရာဝန်တွေစီကိုခဏခဏတော့မပြချင်တဲ့လူတွေဆိုလို့ရှင်လည်းပဲမလုပ်သင့်ပါဘူးပေါ့နော်နောက်ဆုံးအနေနဲ့ကတော့သူကခွဲစိတ်ကူတာမှုဖြစ်တဲ့အတွက်ကြောင့်မလို့နှလုံးရောဂါနဲ့အဆုတ်ရောဂါတွေအခြေအနေလွန်ဆုံးနေပြီဆိုလို့ရှိရင်တော့ခွဲစိတ်ကူတာဖို့မသင့်လျော်ဘူးပေါ့နော်ဒီလူတွေကတော့လုံးဝမခွဲသင့်တဲ့လူတွေပါပြီးတော့ဒီခွဲစိတ်ပုံမှာလေဒီခွဲစိတ်ကုသမှုဟာပေါ့နော်ဒီအသေးစီပုံရောကမှာဆိုလို့ရှိရင်ပထမအဦးဆုံးကုထုံးမဟုတ်ပါဘူး first line therapy မဟုတ်ပါဘူးပထမဆုံးကုထုံးကတော့အရှိမရှင်းလင်းတင်ပြသွားပြီးသားဖြစ်တဲ့ lifestyle modification လို့ခေါ်တဲ့ကိုယ့်ရဲ့လူနိုင်ထိုင်မှုပုံစံကိုပြောင်းလဲခြင်းနဲ့စေဝါကုသမှုတွေကပဲအရင်ဆုံးစဉ်းစားသင့်တဲ့ကုသမှုတွေဖြစ်ပါတယ်။ဒါကတော့နောက်ဆုံးကုသမှုလို့လည်းပြောလို့ရပါတယ်ပေါ့နော်။သူ့ကိုကုသဖို့တင့်မတင်ဆိုတာကိုဆုံးဖြတ်တဲ့နေရာမှာသူ့တယောက်တည်းနဲ့ဆုံးဖြတ်လို့မရပါဘူး။သူ့မှာ multidisciplinary team လို့ခေါ်တဲ့specialist တွေအများကြီးစုပေါင်းထားတဲ့ team work နဲ့ကုသရမယ် team work နဲ့စီမံခန့်ခွဲရမှာလိမ့်မယ်
အဲ့ဒီ team မှာဘယ်သူတွေပါလဲဆိုလို့ရှိရင်အထူးကုဆရာဝန်တွေဖြစ်တဲ့အသည်းအထူးကုဆရာဝန်တွေပါမယ်အကယ်၍စီးချိုရှိရဆိုလို့ရှိရင်တော့စီးချိုတို့အဝါလွန်နဲ့အထူးကုဆရာဝန်တွေပါမယ်ပေါ့နော်နောက်ခွဲစိတ်အထူးကုပါမယ် pediatric surgery ကိုအထူးကုထားတယ်ဒီလိုအဝါလွန်မှုကိုခွဲစိတ်တတ်တဲ့အထူးကုဆရာဝန်တွေပါမယ် dietitian တို့ခေါ်တဲ့nutritionist ပေါ့နော်ဒီလိုအာဟာရကိုဘယ်လိုစားတောင်းရမလဲဆိုပြီးတော့လူနေမှုဘဝပုံစံပြောင်းလဲမှုကိုကျွမ်းကျင်တဲ့ဆရာဝန်တွေတို့မဟုတ်ကျွမ်းကျင်တဲ့ပညာရှင်တွေပါလိမ့်မယ်စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းပဲ psychiatric တွေပါလိမ့်မယ်ပေါ့နော်အထူးသဖြင့်ဒီလူနာဟာစိတ်ကျန်းမာရေးရောဂါတွေရှိနေလားမရှိနေလားဆိုတာကိုဆန်းစစ်ဖို့လိုအပ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒါ team work နဲ့လုပ်ရမယ် multidisciplinary team လိုအပ်ပါတယ်နောက်တစ်ခုကလည်းဒီခွဲစိတ်ပြီးတော့လူတွေပေါ့နော်အရှိမလည်းပြောပြီးတဲ့အတိုင်းပဲရေရှည် follow up အနေနဲ့ရေရှည်စောင့်ကြည့်ကြည့်ရှုမှုအနေနဲ့မရှိမဖြစ်ဖြစ်ဖို့လိုအပ်ပါတယ်စာဟာရစောင့်ကြည့်မှုကိုလည်းတသက်တာစောင့်ကြည့်ဖို့လိုအပ်ပါတယ်လိုအပ်လို့ရှိရင် vitamins လို့ minerals လို့ supplement လုပ်ဖို့လိုအပ်ပါတယ်အထူးသဖြင့် iron တို့ vitamin B12 တို့ calcium တို့ vitamin D တို့ပေါ့နော်အဲ့ဒါတွေလုပ်ဖို့လိုအပ်ပါတယ်ဒါမျိုးတွေကိုအသေးစိတ်ကိုတော့နောက်ပိုင်းအဝလွန်တဲ့ကိစ္စနဲ့ပတ်သက်တဲ့ကျန်းမာရေးဆွေးနွေးမှုတွေလုပ်တဲ့အခါမှာအသေးစိတ်ပြောတော့ပါအောင်မယ်ရှင်အသင်းမှာဘာကြိုးကျေးဇူးတွေရှိတယ်လဲဆိုလို့ရှိရင်တော့အသင်းအစီကိုကြားစီမယ်အသင်းရဲ့ရောင်ရမ်းမှုတွေကိုကြားစီမယ်အသင်းရဲ့မာတဲ့အဆင့်တွေကိုလည်းကြားစီမယ်ပေါ့နော်ဒါတွေကသူတည်တနာအများကြီးပေါ့နော်ကောင်းမွန်တဲ့အစီအတွေးမြင့်တဲ့သူတည်တနာအများကြီးကနေပြီးတော့တည်ချာအတိမတ်ပြုပြီးသားဖြစ်ပါတယ်အသင်းမှာအကျိုးကျေးဇူးတေချာပေါက်ရှိတယ်ပေါ့နော်အသေးအကျိုးကျေးဇူးအပြင်ကိုတခြားဘာအကျိုးကျေးဇူးတွေရှိသေးတယ်လဲဆိုလို့ရှိရင်တော့ဒီဟာပထမစတဲ့ဟာကိုလေးချိန်ကိုကြအောင်လုပ်တဲ့ခွဲစိတ်မှုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုလေးချိန်ကြတဲ့အကျိုးကျေးဇူးကတော့အရန်ကောင်းပါတယ်ပေါ့နော်သူတို့ကလည်းကိုလေးချိန်ကြတဲ့အကျိုးကျေးဇူးကိုဘယ်လောက်မြန်မြန်ရနိုင်လဲဆိုလို့ရှိရင်6လတစ်နှစ်အတွင်းရနိုင်ပါတယ်ပေါ့နော်ဆေးတောက်တယ်အရှိမပြောခဲ့တယ်ဆေးတောက်တဲ့ဟာတွေပေါ့နော်ဝီဂိုဗီတို့ခေါ်တဲ့စမကူတိုက်တို့ဘာတို့ကလည်းဝိတ်ကျစေတယ်ဆိုပေမဲ့လည်းသူ့ကိုကြားလို့ရှိရင်တော့နည်းနည်းလေးနေတယ်ပေါ့နော်ခွဲစိတ်ကုသတာနဲ့ရှင်နေဆိုလို့ရှိရင်တော့နည်းနည်းလေးနေပါလိမ့်မယ်ဒီခွဲစိတ်ကုသတာကြားလို့ရှိရင်တော့6လတစ်နှစ်သူနှစ်အတွင်းမှာ weight တွေအများကြီးကျနိုင်ပါတယ်ဘယ်လောက်လောက်ကျနိုင်လဲဆိုလို့ရှိရင်ကျနိုင်တဲ့ပမာဏကလည်းသူများထက်ပိုများပါတယ်25ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းအထိကျနိုင်ပါတယ်အဖိုးလေးချိန်ကိုပြောမယ်ဆိုလို့ရှိရင်တော့60-80ရာခိုင်နှုန်းအထိလျှော့ချနိုင်ပါတယ်ပေါ့နော်ဒီလိုလေးချိန်ကျတာကိုလည်းရေရှည်ထိန်းထားနိုင်ပါတယ်ဒါအပြင်စီးချိုတွေကိုလည်းကောက်ွယ်နိုင်ပါတယ်တွေးချိုတွေထိန်းတာကိုလည်းပိုပြီးကောင်းမွန်စေနိုင်ပါတယ်နှလုံးရောဂါကျန်းမာရေးကိုလည်းပိုပြီးကောင်းမွန်စေနိုင်ပါတယ်တွေးပေါင်ချိန်ရောတာတို့နှလုံးဖောက်တာတို့heart attack တို့ပေါ့နော်နောက်တစ်ခုလေဖြတ်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ပေါ့နော်ဒါအပြင်ကိုအဝါလွန်ခြင်းနဲ့ပတ်သက်တဲ့ sleep apnea လို့ခေါ်တဲ့ညအိပ်တဲ့အခါမှာအသက်ရှူရတဲ့လက္ခဏာတွေကိုလည်းတက်တာသွားစေနိုင်ပါတယ်အဆင့်မြင့်ကြိုက်ခဲမှုတွေလည်းရော့နေသွားစေနိုင်တဲ့အတွက်ကြောင့်မလို့လှုပ်ရှားမှုနိုင်စွမ်းပေါ့နော်ပို့ပြီးတော့တိုးတက်လာနိုင်ပါတယ် osteoarthritis တွေကောင်းတယ်ပေါ့နော်ဒီလိုလှုပ်ခြင်းအပြင်ဒီလိုကောင်းကျိုးတွေပေးခြင်းအပြင်ဘဝမှာနေထိုင်မှုအရေးတွေတိုးတက်နိုင်တဲ့အသက်ရှိခြင်းကိုလည်းအကူအညီအထောက်ပံ့ပြုနိုင်ပါတယ်ဒါတွေကတော့ကောင်းကျိုးပါဒါပေမဲ့ကောင်းကျိုးပြင်ကျမတို့ကဘာတွေ side effect ပေါ့နော် complication တွေဆိုးကျိုးတွေရှိလဲဆိုတာကိုလည်းသိထားဖို့အတွက်ပါတယ်ဆိုးကျိုးတွေကဆိုလို့ရှိရင်နှစ်ပိုင်းခွဲပြောလို့ရပါတယ် immediate ခွဲပြီးချင်းဖြစ်တဲ့ဟာနဲ့နောက်ပိုင်းမှာဖြစ်နိုင်တဲ့ late complication ဆိုပြီးနှမျိုးခွဲလို့ပြောလို့ရပါတယ်ခွဲပြီးချင်းမှာဆိုလို့ရှိရင်တော့ဘာတွေဖြစ်တတ်လဲဆိုလို့ရှိရင်ဘယ်ခွဲစိတ်မှုဆိုဖြစ်တတ်တဲ့ general complication ပေါ့နော်ခွဲစိတ်မှုတိုင်းမှာဖြစ်တတ်တဲ့side effect တွေဖြစ်တဲ့သွေးထွက်တာတို့ယောဂပိုးဝင်တာတို့ black clot ပေါ့နော်သွေးခဲတာတို့ပေါ့နော်ခြေထောက်မှာသွေးခဲတာတို့အဆုတ်မှာသွေးခဲရောက်တာတို့ပြီးဒါတွေကတော့ဒီခွဲစိတ်မှုမဟုတ်ပါဘူးဘယ်ခွဲစိတ်မှုမဆိုဖြစ်တတ်ပါတယ်ပေါ့ဒါအပြင်ဒီခွဲစိတ်မှုနဲ့ပြီးတဲ့ဖြစ်တတ်တဲ့complication တွေကဘာလဲဆိုလို့ရှိရင်တော့ leakage လို့ခေါ်တဲ့အစာအိမ်ချိတ်ဆက်တဲ့နေရာမှာချုပ်တဲ့နေရာကနေပြီးတော့ယူစိမ့်တာတွေပေါ့နော်အဲ့ဒါတွေဖြစ်တတ်ပါတယ် fistula လို့ခေါ်တဲ့အစာအိမ်နဲ့တခြားအင်္ဂါတွေပေါ့နော်တို့မျိုးအစာရည်နဲ့အရေးပြားကြားမှာမရှိတဲ့နယ်မဖြစ်တဲ့နယ်ချိတ်ဆက်တဲ့လမ်းကြောင်းတွေ fistula တွေဖြစ်လာနိုင်ပါတယ်ပေါ့နော်အဲ့ဒါတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းပြန်လည်ကုသလို့ရပါတယ်ဒါတွေကိုအမလွန်နဲ့ကျမကြီးပြင်ကြပြီးပြောစားတဲ့အခါမှာအသေးစိတ်ပြန်ပြီးပြောပါအောင်မယ်နောက် leg complication မှာဘာတွေပါလဲဆိုလို့ရှိရင်တော့leg complication ဆိုတာ net ကြောင်မှာခွဲစိတ်ပြီး net ကြောင်မှာဖြစ်တတ်တဲ့ complication တွေပေါ့နော်
ကြားရဲဆိုတာလေတစ်လားနှစ်လားနေပြီးတော့နှစ်တွေချီပြီးကြားတဲ့အခါမှာဖြစ်တတ်တဲ့ complication တွေကဘာလဲဆိုလို့ရှိရင်တော့ damping syndrome ဖြစ်တတ်ပါတယ် damping syndrome ကဘာလဲဘာလို့ဆိုလို့ကျွန်တော်လေးဆိုလို့ရှိရင်အစာတွေကအစာရင်တွေကနေပြီးဥထဲကိုမြင်မြင်ရောက်သွားတဲ့အတွက်ကြောင့်ဖြစ်လာတဲ့ယောဂလက္ခဏာတွေကို damping syndrome လို့ခေါ်ပါတယ်ဘာလဲဆိုလို့ရှိရင်အစာရင်ကသေးသွားတဲ့ကြောင့်မို့အစာရင်ထဲမှာကြကြမနေတော့မနေဥထဲကိုချက်ချင်းမြင်မြင်ပို့လွှတ်လိုက်တဲ့အတွက်ကြောင့်မလို့ဟော်မုန်းတွေပြောင်းလဲမှုတွေဖြစ်တယ်အင်ဆူလင်တွေရတဲ့အမြန်ဆုံးထွက်လာတဲ့အတွက်ကြောင့်မလို့သွေးထဲမှာစီးချိုတွေအမြန်ရုတ်တရက်ကျသွားတာဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့သွေးချိုကျတဲ့ hypoglycemia ရဲ့ယောဂလက္ခဏာတွေဖြစ်တဲ့ချွေးထွက်တာတို့ချွေးစည်းထွက်တာတို့နှလုံးခုန်တာတို့မူးဝေတာတို့ဖြစ်တတ်တယ်နောက်တစ်ခုကဝမ်းလျှောတာတွေအစာအိမ်ကနေဥတွေကိုအမြန်ရောက်သွားတဲ့အတွက်ကြောင့်မလို့ဥကတေချာမစုပ်နိုင်တဲ့အခြေအနေကြီးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါတွေကတော့ဘာလက္ခဏာကြီးဖြစ်လဲဆိုလို့ရှိရင်ဝမ်းလျှောတာဝမ်းကိုက်တာပြုတ်အန်ချင်တာတွေဖြစ်တတ်ပါတယ်အဲ့လိုမဖြစ်အောင်လဲကာကွယ်လို့ရပါတယ်ဘယ်လိုကာကွယ်မလဲဆိုလို့ရှိရင်လူနာကပေါ့နော်အများကြီးတစ်ခါတည်းနဲ့စားလို့မရဘူးနည်းနည်းပဲစားရမယ်မြန်မြန်စားလို့မရဘူးဖြစ်ဖြစ်နဲ့နည်းနည်းစားပြရမယ် dehydration ဆိုတဲ့ရေဓာတ်ခမ်းခြောက်မှုတွေဖြစ်အောင်လို့လေရေများများတောက်ပေးရမယ်ပေါ့နော်အဲ့လိုနဲ့ပဲ damping syndrome ကိုကာကွယ်လို့ရပါတယ်နောက်တစ်ခုက stricture လို့ခေါ်တဲ့အစာအိမ်နဲ့ချိတ်ဆက်တဲ့နေရာမှာအတမားတွေတက်ပြီးတော့လမ်းကြောင်းတွေကျင်သွားမယ်ဒါလည်းကုသမှုရှိပါတယ်ဒီချိန်မှာအစာဟာချို့တက်မှုတွေဖြစ်တတ်ပါတယ်အနုဟာရချို့တက်တဲ့ micronutrients တွေချို့တက်မှုတွေဖြစ်တတ်တဲ့အတွက်ကြောင့်မို့ဒီလိုခွဲစိတ်ပြီးတဲ့လူနာဆရာဝန်နဲ့ပုံမှန်ပြရမယ်သွေးစစ်မှုတွေပုံမှန်လုပ်ရမယ်လိုအပ်တဲ့ vitamins တွေ minerals တွေကိုပြန်လည်ဖြည့်စွမ်းပေးရမယ်ကိုလေးချိန်ကရုတ်တရက်ကြောက်တော့တဲ့အတွက်ကြောင့်မလို့တဲချီကြောက်တီခြေအိမ်မှာကြောက်တီတဲတာတွေဖြစ်တတ်ပါတယ်။နောက်အစာအိမ်အပြင်ကိုဥပိတ်တာတွေဖြစ်တတ်ပါတယ်။အစာအိမ်မှာအနာတွေဖြစ်တာတွေဖြစ်တတ်ပါတယ်။ဒီဟာတွေကတော့ late complication တွေထူးထူးပြရမယ့်အရာတွေဖြစ်ပါတယ်။ဖြစ်လာလို့ရှိရင်တော့လေတော်တော်များများလည်းပြန်ကူလို့ရပါတယ်ပေါ့နော်။ခွဲစိတ်ကုသမှုအကြောင်းကိုပြောပြတဲ့အခါမှာဒီလိုခွဲစိတ်မှုပြုလုပ်နေ endoscopy လို့ခေါ်တဲ့အစာအိမ်မှန်ပြောင်းကြည့်ချင်အပြင်အလေးချိန် short ချခြင်း procedure တွေခုနောက်ပိုင်းမှာထွက်ပေါ်လာပါပြီ။အဲ့ဒီမှာအများကြီးရှိတဲ့နေရာမှာနှစ်ခုကိုအဓိကပြောပါမယ်။တစ်ခုကတော့ intragastric balloon လို့ခေါ်တဲ့အစာအိမ်ထဲကိုဘလုံးထည့်မှုဒုတိယတစ်ခုကတော့ endoscopy sleeve gastrectomy လို့ခေါ်တဲ့ ESG ပေါ့နော်အစာအိမ်ကိုကျင်းအောင်လုပ်ပုံလုပ်နည်းပေါ့နော်ဒီလို procedure တွေကိုဘယ်လိုတွေလုပ်နိုင်လဲဆိုလို့ရှိရင်တော့ဆိုင်ထူးကူတွေပေါ့နော်ဆိုင်ထူးကူတောင်မှရိုး training ဆင်ထားတဲ့ဆိုင်ထူးကူမဟုတ်ဘူးဒီလိုအဝလွန်နဲ့ bariatric procedure တွေကိုလုပ်နိုင်အောင် training special ယူထားတဲ့အထူးကူတွေမှာလုပ်နိုင်ပါတယ်အဲ့ဒါကြောင့်မလို့စေုံတိုင်းမှာမရှိပါဘူးမမြောင်းကနေပဲသွားမယ်ပေါ့နော်ခန္ဓာကိုယ်ဓာတ်နဲ့အရေးပြောင်းဓာတ်နဲ့မခွဲဘဲနဲ့မမြောင်းကြည့်ချင်တာဖြစ်နေပဲသွားပြီးတော့ခန္ဓာကိုယ်ရဲ့ကိုလေးစိတ်ကိုရောစေနိုင်တယ် metabolic parameter တွေဖြစ်တဲ့သွေးတိုးတို့စီးကြိုတို့သွေးအဆီတွေကိုလည်းကြားစေနိုင်တယ်ဒီလိုလုပ်ချင်အပြင်အသည်းအဆီတွေကိုလည်းရောစေနိုင်ပါတယ်အသည်းအန်ဇိုင်းတွေကိုလည်းကောင်းမွန်တိုးတက်တာကိုတွေ့ရပါတယ်အဲ့ဒါကြောင့်မို့အသည်းအဆီဖုံရောဂါတွေမှာအထူးသဖြင့် scar တွေ fibrosis တွေအသည်းမာတာတွေရှိတဲ့လူတွေမှာဆိုလို့ရှိရင်တုံးတင်တယ်လို့ပြောပါတယ်ဒါပေမဲ့သူတေသနာတွေကအရေးသွေးမိနဲ့သူတေသနာတွေမရှိသေးပါဘူးကနဦး sensitive သူတေသနာတွေ pilot study တွေပဲရှိသေးပါတယ်အဲ့ဒါကြောင့်မလို့ဒီပုဒ်မှုอ่ะပေါ့နော်အခုနောက်ရှိမှပြောရဲခွဲစိတ်မှုအကြီးစားခွဲစိတ်မှုကိုအစားမထိုးနိုင်သေးပါဘူးနောက်ထပ်လိလာမှုတွေလိုအပ်ပါသေးတယ်အဲ့မှာပထမဆုံးဖြစ်တဲ့ခွဲစိတ်မှုမလုပ်ဘဲနဲ့အစာအတွင်းကိုဘောလုံးလေးထည့်လိုက်မယ်ပေါ့နော်ဒါကတော့လွယ်ပါတယ် special training တော့မလိုပါဘူးဒီကိရိယာရှင်ရပါပြီ scope နဲ့အထဲကိုကြည့်မယ်ပြီးလို့ရှိရင်ဘောလုံးလေးကိုယူရမယ်အထဲထဲရောက်မှလေတော့မဟုတ်ရေထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးတော့အဲ့ဒီအစာအိမ်ကိုပြည့်သွားအောင်လုပ်လိုက်မယ်အဲ့လိုလုပ်ချင်အပြင်အစာအများကြီးမဆန့်တော့ဘူးပေါ့နော်အလွယ်တကူနဲ့ဗိုက်ပြည့်တယ်လို့ခံစားရမယ်အဲ့လိုလုပ်ချင်အပြင်အလေးချိန်လျှော့နိုင်ပါတယ်ဒါပေမဲ့ဒါကလေခိတပဲထားလို့ကောင်းပါတယ်ဒီဘောလုံးကဗိုက်ထဲမှာပေါ့နော်6လထက်ပိုပြီးတော့မထားသင့်ပါဘူး6လပဲထားမယ်ဝေးကြလာပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ဒီလေတော့မို့ရေကိုပြန်ပြီးစုပ်ထုတ်လိုက်မယ်ပြီးလို့ရှိရင်ဒီဘောလုံးကိုပြန်ပြီးထုတ်ပေးရလိမ့်မယ်အဲ့ဒါကြောင့်မလို့ပြန်ထုတ်လိုက်လို့ရှိရင်ပြန်ပြီးကိုလေးစင်နေပြန်တက်သွားနိုင်မလားဆိုတော့ပြန်တက်သွားနိုင်ပါတယ်ဒါစစချင်းကိုပထမဦးဆုံးအနေနဲ့ပေါ့နော်ဘွေးမြင်ကြခြင်းလှုပ်ပြီးရဲ့အဆင်ပါပဲပေါ့နော်ဒါပေမဲ့ဒါကတော့လွယ်တယ်complication ကလည်းနည်းတယ်ပေါ့နော်ဖြစ်တော့လည်းဖြစ်တတ်တယ် ulcer တွေပါတယ်အနာတွေပါတယ်ဖြစ်တတ်တယ်ပေါ့နော်
နောက်တစ်ခုကလည်းပဲအစာအိမ်ကြည့်မှန်ပြောင်းနေအစာအိမ်ကိုချုပ်နေပေါ့နော်။ तू ကဘယ်လိုချုပ်လဲဆိုလို့ရှိရင်ခုနရှေ့မှာပြောတဲ့ sleep gastrectomy လို့ပဲ sleep gastrectomy ကတော့အစာအိမ်ရဲ့တချို့စိတ်ဒေတာကိုဖျက်ထုတ်လိုက်တယ်ပေါ့နော်။ဒီကတော့ဖျက်ထုတ်မဲ့အစာ तू ကအက်နဲ့အထဲမှာသွားပြီးချုပ်လိုက်ခြင်းအပြင်အစာအိမ်ကကျုံသွားတယ်။အဲ့လိုလုပ်တယ်ပေါ့နော်။အဲ့ဒါ skill လိုတယ်ပေါ့နော်။အဲ့လိုလုပ်ခြင်းအပြင်အစာအိမ်ကကျုံသွားတဲ့အတွက်ကြောင့်မလို့အစာနည်းနည်းပဲစားနိုင်တဲ့အတွက်ကြောင့်မလို့ weight loss ဆိုတဲ့ကိုယ်လေးချိန်ကြာတာတွေဖြစ်ပါတယ်ဒီအကျိုးကျေးဇူးကရေရှည်ခံပါတယ်တာရှည်ခံတဲ့အတွက်ကြောင့်မို့ကောင်းပါတယ်ဒါကတော့ minimally invasive procedure ပေါ့နော်ဒီလိုအကြီးစားခွဲစိတ်ကြီးမဟုတ်ဘဲနဲ့အစာအိမ်မှန်ပြောင်းကြည့်ုံနဲ့ပဲလုပ်နိုင်တယ်အလေးချိန် short ချနိုင်တယ်အသေးစားခွဲစိတ်မှုလို့လည်းပြောလို့ရတယ်ပေါ့နော် procedure တစ်ခုဖြစ်ပါတယ်အဲ့ဒါကြီးပြောပြီးတဲ့အခါမှာကျမတို့ကဒီအသေးစီဖုံယောဂနဲ့ပတ်သက်တဲ့ဘာအရေးကြီးလဲဆိုတော့အချင်းချုပ်ကိုပြန်ပြီးပြောပါမယ်။ဘာတွေအထူးပြုတင်လဲဆိုတော့ပြောပါမယ်။နံပါတ်1ကတော့ကိုလေးချင်းကိုထိန်းရမယ်။ရှော့ချအောင်လုပ်ရမယ်။စီးချိုသွေးသူသွေးစီတွေရှိမရှိစစ်ရမယ်ထိန်းချုပ်ရမယ်။အရက်ကိုရှော့တောက်ပါ။လုံးဝမတောက်လို့ရှိရင်ပိုကောင်းပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဇီဝကမ္မဖြစ်စဉ်ချွေးမှုနဲ့ပတ်သက်တဲ့အသေးစီဖုံယောဂဟာအရက်နဲ့ပေါင်းလိုက်လို့ရှိရင်အသေးချင်းတွေပို့ပြီးတော့စိုးရတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။မတောက်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်။နောက်ဒီပြောမှာကတော့မိသားစုတွေမှာဒီလိုမျိုးအသေးစီဖုံယောဂရှိတယ်။အထူးသဖြင့်အသေး6တဲ့ယောဂရှိတယ်ဆိုလို့ရှိရင်တော့လေတခြားလူတွေစစ်ဖို့တင်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီအသေးစီဖုံယောဂဟာမျိုးဗီဇနဲ့ပတ်သက်နေတယ်။နောက်တစ်ခုကလည်းမိသားစုတွေမှာဆိုလို့ရှိရင်လူနေထိုင်မှုပုံစံတွေကလေခက်စင်စင်ပဲနေကြရတယ်စားတောက်ပုံစားတောက်နေတွေလုပ်ပုံလုပ်နေတွေရတယ်ခက်စင်စင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးသက်ရောက်မှုကလည်းပဲဆက်နွယ်နေနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့မိသားစုတွေမှာတယောက်ရှိရဆိုရှင်စစ်တင်ပါတယ်။အထူးသဖြင့်အဲ့ဒီလူနာဟာအသေး6တဲ့အသေးကျွမ်းတဲ့အစင်ကြီးဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အလေးထားပြီးတော့စစ်တင်နေပေါ့နော်မိသားစုဝင်တွေကနောက်ဆုံးမှာဆိုရှင် take home message အနေနဲ့ဘာပြောချင်လဲဆိုလို့ရှိရင်တော့ဒီအသေးအစီပုံယောဂဟာလူလူရှိလို့ရတဲ့ယောဂတစ်ခုမဟုတ်ပါဘူး။ဘာမှမပြင်စင်စောင့်ကြည့်မကြည့်ရှုဘဲနဲ့မထိန်ချုပ်ဘဲနဲ့ထားမယ်ဆိုလို့ရှိရင်တော့အသေးမှာတယ်အသေး6တင်အသေးကင်ဆာဖြစ်ပြီးတော့အသေးကျွမ်းတဲ့အဆင့်ထိရောက်နိုင်ပါတယ်။နှလုံးစီးကြိုကြောက်ကဲ့ယောဂတွေဖြစ်နိုင်တဲ့အကြောင်းရင်းတွေကနေတစ်ခုဖြစ်လာနိုင်ပါတယ်။အဲ့ဒါကြောင့်မလို့လက္ခဏာမရှိအစာဘဲမှာမရှိပေမဲ့လေဖြည်းဖြည်းနဲ့အချိန်လေးပိုဆိုးရနိုင်တဲ့အတွက်ကြောင့်မလို့အချိန်မီမထိန်ချုပ်နိုင်လို့ရှိရင်အသက်အန္တရာယ်ပေးနိုင်ပါတယ်။အချိန်မီထိန်ချုပ်နိုင်တယ်ဆိုလို့ရှိရင်လေဒီယောဂကပြန်လည်ပြီးတော့ကောင်းမွန်လာနိုင်တဲ့အတွက်ကြောင့်မလို့အခုချိန်ကနေစပြီးတော့ကိုလေးချိန်ကိုရှော့ပါထိန်ချုပ်ပါသွေးတူစီးချိုအဆီဓာတ်တွေကိုစစ်ဆေးပါကိုမှရှိမရှိရှိတယ်ဆိုလို့ရှိရင်ထိန်ချုပ်ပါစေးတောက်စရာရှိလို့ရှိရင်တောက်ပါကိုယ့်ရဲ့အသက်အဆင့်ဘယ်လောက်ရှိပြီလဲဆိုတော့တေချာစစ်ဆေးပါစားတောက်ပုံစားတောက်နည်းကိုပြင်ဆင်ပါအချိုတွေအဆီတွေကိုရှော့စားပါအရက်ကိုတောက်တာကိုရှော့တောက်ပါဒို့မဟုတ်ရက်ရင်အကောင်းဆုံးပါလေ့ကျင့်ခန်းတွေကိုလက်လှူရှားလေ့ကျင့်ခန်းတွေလုပ်ပါဒီအသေးစိတ်ပုံယောဂဟာကာကွယ်ခြင်းကပို့ပြီးတော့အရေးကြီးပါတယ်လေးချိန်မှာဆိုရှင်900ကနေ10%ရှော့နိုင်လို့ဆိုရှင်အကောင်းဆုံးဖြစ်ပါတယ်။အကယ်၍ဒီလိုတဘောင်အနေနဲ့လုပ်လို့အဆင်ပြေဘူးဆိုလို့ရှင်တော့စေးတောက်လို့ရပါတယ်။တောက်စေးထိုးစေးရှိပါတယ်။နောက်ဆုံးခွဲစိတ်ဖို့လိုအပ်တဲ့ဆိုလို့ရှင်လည်းခွဲစိတ်နိုင်ပါတယ်ပေါ့နော်။ဒါကတော့ဒီအသေးစိတ်ပုံယောဂအားလုံးရဲ့နောက်ဆုံးအချင်းချုပ်အရေးကြီးတဲ့ချက်တွေကိုပြန်လည်တင်ပြတော့တာဖြစ်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။